မပေးပဲတက်ခိုက်နေတဲ့အချိန်မှာသူတို့ခေါင်းဆောင်ဆာရတာကဘိုရိုကိုအနိုင်ယူနိုင်မဲ့ဂျူဆူကိုစဉ်းစားနေကြတာဖြစ်ပါတယ်ဒီလိုတန်းနဲ့ဂျူဆူလာကိုဘိုရိုကမဖြုံပဲသူ့ရဲ့ဗဟိုချက်ကိုတက်ခိုက်မယ်ဆိုတာသိရင်လည်းနေရာပြောင်းလိုက်မှဖြစ်လို့မြင်မြန်ဆက်ဆန်နဲ့တိကျမဲ့ဂျူဆူဖြစ်တဲ့ချီတိုရီကိုပဲထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်ခါဝါကီကမီဆူကီကိုကယ်လိုက်ပြီးပြန်တိုက်ပြီးမယ်ခြေကုံလက်ပန်းကျလာပြီဖြစ်လို့တိုက်ပွဲတွေကမထိရောက်တော့ပဲဆာရတာဘိုရိုရဲ့လှုပ်ရှားမှုကိုရှရင်ကနဲ့ကြိုတင်မခံမနိုင်ရင်သူပြန်အသက်ခံရမှာဖြစ်ပြီးသူ့ရဲ့ချီတိုရီကလေ့ကျင့်နေစေဖြစ်လို့တိုက်ပွဲမှာတစ်ခါမှထုံမသုံးရသေးတဲ့အတွက်ထိရောက်မှုကမသိကြပေမဲ့မလုံရင်လည်းမဖြစ်တော့တာကြောင့်အဲ့ဒါနဲ့ပဲရအောင်အဆုံးသတ်ဖို့ဆာရတာကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ငှက်ပေါင်း1000ရဲ့အတန်လျင်မြန်လာတဲ့အမြန်နှုန်းနဲ့ပြေးကပ်သွားတဲ့အချိန်ပပဆက်ဆက်အကျိတ်ခံနေရတဲ့ဘရူတိုကလည်းဆာရတာဘာလို့မယ်ဆိုတာကိုသိလို့ရှိသမျှအကုန်သုံးရင်နောက်ဆုံးကျန်တဲ့ချာကိုရာနဲ့ကိုပြောင်းရာစင်ကန်ကိုရအောင်သုံးပေးသွားတာဖြစ်ပါတယ်ပြီးရင်တော့ဆာရတာအတွက်လှလှပပလမ်းဖယ်ပေးလိုက်တဲ့အချိန်မှာတော့ဘရူတိုကြောင့်လက်တစ်ဖက်မရှိတော့တဲ့ဘရူကမြန်ဆန်လုံးနဲ့တက်ွက်ကိုရှောင်တိုင်းနိုင်စွာမရှိတော့ပဲညာဘက်နံပါတ်ကိုကွက်တီချီတိုရီနဲ့ထိုးဖောက်နိုင်ခဲ့လိုက်တာဖြစ်ပါတယ်အဲဒါကြောင့်ပဲဘရူရဲ့တိတ်မန်နေညာလက်နဲ့ဘဟိုချက်ကိုရအောင်ယူနိုင်ခဲ့ပြီးအခါလေးဖျက်ဆီးပစ်လိုက်တဲ့အတွက်ပြန်ပေါ